ပြိုင်ဘက်ဖြစ်သူကလေးစားသမှုနဲ့လက်ဆွဲနှုတ်ဆက်ဖို့လက်ကမ်းပစ်လိုက်တဲ့အချိန်မှာတင်သူဟာရုတ်တရက်ကန်ပစ်လိုက်တာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူဟာပွဲပေါင်း200ကျော်ထိုးတက်ခဲ့မှုတဲ့ဝိုင်းရင်ဖိုက်တာကြီးဖြစ်နေလို့ပါပဲ။စိတ်မကောင်းစရာကတော့ဒီလိုမျိုးပြုမှုဟာတကယ့်ကိုပြင်းထန်ရက်ဆက်လာတဲ့အဖြစ်ပေးခြင်းကိုခံရဖို့အကြောင်းဖန်လာခဲ့ပြီးကြည့်ရတာတကယ့်ကိုထိတ်လန့်စရာကောင်းလာပါတယ်ဗျာ။တန်ရှင်နာဆူကာဝါဟာနာမည်ကျော်ဖိုက်တာကြီးဝန်ချာလောင်ရဲ့ပွဲစဉ်တွေကိုကြည့်ပြီးတိုက်ခိုက်ရင်းနဲ့စနစ်တွေကိုဘယ်လိုမျိုးလေ့လာသင်ယူခဲ့ရလဲဆိုတာကိုအမြဲတမ်းပြောပြလေးရှိတာပါ။တန်ရှင်ကိုယ်တိုင်ကလည်းအသက်15နှစ်သားအရွယ်ကလေးကပွဲထွက်ရှင်ပြန်ခဲ့တာဖြစ်ပြီးဒါဟာမွေထမ်းလောကမှာတော့တကယ့်ကိုဆောလုံးလာတဲ့အသက်အရွယ်ပေါ့ဗျာ။ဒါပေမဲ့လည်းဒီချက်ကသူ့ရဲ့ဆရာသမားတယောက်လိုဖြစ်နေတဲ့ဝန်ချာလောင်ပေါ်မှာတော့ဘာမှအားသာချက်ရမလာခဲ့ပါဘူး။ဘာလို့လဲဆိုတော့ဝန်ချာလောင်ဟာသူ့ရဲ့နောက်ွယ်မှာပွဲပေါင်း200ကျော်ထိထိုးတက်ထားပြီးသားဝိုင်းရင်ကြီးဖြစ်နေလို့ပါပဲ။ဒါပေမဲ့ပွဲစားတွေကဝန်ချာလောင်ဟာတကယ့်ကိုလေးစားမှုမရှိတဲ့အောက်တန်းကျလာတဲ့လုပ်ရတစ်ခုကိုလှုပ်ဆောင်ခဲ့ပါတယ်ဗျာ။သူဟာတန်ရှင်ကလေးစားသမှုနဲ့လက်ဆွဲနှုတ်ဆက်ဖို့လက်ကမ်းပစ်လိုက်တဲ့အချိန်တည်းမှာတင်အနေရရှိလာတဲ့အောက်ကန်ချက်တစ်ချက်ကိုကောက်ချက်စွာနဲ့ပစ်သွင်းလိုက်တာဖြစ်ပါတယ်။ဒီဂျပန်လူငယ်ဖိုက်တာလေးကတော့ဒီလုပ်ရက်ကိုအနေငယ်မြတောင်သဘောမကျခဲ့ပဲတရားမျှတမှုကိုချက်ချင်းလက်ငင်းကိုယ်တိုင်ကိုကြအကောင့်ထဲပေါ်ပြီးပညာပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။နာဆူကာဝါဟာပွဲတစ်ခုလုံးကိုအပိုင်စီးပြီးတကယ့်ကိုကျုပ်ပြတ်သွားတဲ့ဂျိုင်းယန်တကောင်လိုမျိုးရက်ဆက်ကြမ်းကြုတ်လာတဲ့လက်တီးချက်ကန်ချက်မုန်တိုင်းတွေကိုတရက်ဆက်ဆင်နွှဲပါတော့တယ်။ဝိုင်းရင်ဖိုက်တာကြီးဝန်ချာလောင်ဘက်ကနေပြန်လဲတုံ့ပြန်ဖို့အသေးအတန်စူးစမ်းခဲ့ရပြီးခန်းစစ်ဘက်ကိုကျဆင်းနေရပါပြီ။တိကျတဲ့လက်တီးချက်တစ်ချက်ကွက်တိပစ်သွင်းနိုင်ခဲ့ပါသေးတယ်။ဒါပေမဲ့အဲ့ဒီလက်တီးချက်ကတန်ရှင်ရဲ့ရင်ထဲကဒေါသရှင်ကိုပို့ပြီးတော့တောင်တောက်လောင်သွားစေခဲ့တာပေါ့။သူဟာဒီပွဲကိုအပြီးအပိုင်အဆုံးသတ်ပစ်ဖို့ဆုံးဖြတ်လိုက်ပါပြီးတကယ့်ကိုအန်အောမင်တက်သွားလောက်မဲ့လက်ကန်ချက်တစ်ချက်နဲ့အတူဝိုင်းရင်ဖိုက်တာကြီးကိုလုံးဝသတိမေ့သွားစေခဲ့တာပေါ့ဗျာ။အဲ့ဒီကန်ချက်ကဝန်ချာလောင်ရဲ့မီယိုတဲ့စီကိုကွက်တီကြီးထိမှန်သွားခဲ့တာဖြစ်ပြီးဝန်ချာလောင်တယောက်နေရာမှာတင်သတိလစ်ပြီးပြလဲသွားခဲ့ရရှာပါတယ်။ဝိုင်းရင်ဖိုက်တာကြီးအတွက်တော့တကယ့်ကိုရုပ်ပြစင်ပြက်နဲ့ရက်ဆက်လာတဲ့အရှုံးကြီးဖြစ်ခဲ့ရပေမဲ့လေးစားမှုဆိုတဲ့အရာနဲ့ပတ်သက်ပြီးတော့တကယ့်ကိုထိုက်ထိုက်တန်တန်ရရှိသွားခဲ့တဲ့သင်ခန်းစာတစ်ခုပဲဖြစ်ပါတယ်ဗျာ။အခုလိုလေးစားမှုမရှိပဲဘဝင်မြင့်နေတဲ့ဝိုင်းရင်ဖိုက်တာကြီးကိုလူငယ်ဖိုက်တာလေးကအနိုင်ယူလိုက်တဲ့ပွဲစဉ်လေးကိုကျင်းနှမှုရှိရလားမမှပြောသွားပါအောင်နော်။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့လက်ဝဲဗီဒီယိုတွေကိုအဆက်မပြတ်ကြည့်ရှုချင်ရင်တော့အသေးလေးပေးပြီး follow နှိပ်သွားဖို့မမေ့ပါနဲ့နော်။